ID ဆိုကြတဲ့မိတွေကြီးမှာသူနဲ့ပါလာတဲ့ကလေးလေး၄ယောက်ရှိလို့ကိုကမှတ်ထားမယ်အဲ့တော့ anxiety ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ကလေး၄ယောက်ကိုမှရှိနေပြီလားကိုမှတွေးနေရပြီလားဆိုပြီးကိုကသတိထားမှရမယ်အဲ့တော့ဒီမိတွေကြီးမှာပါလာတဲ့ကလေး၄ယောက်ကဘာလဲပေါ့နော်အဲ့တော့ပထမဆုံးက overthinking ကိုမှအတွေးလွန်တဲ့ဟာရှိနေလားပေါ့နော်ကိုက anxiety လည်းရှိရဲအတွေးရလည်းလွန်တယ်တခုဆိုလို့ရှိရင်အဆုံးထိတွေးရကိုကဟဲ့ तू ငါဒီလိုလုပ်လိုက် तू ဘယ်လိုထင်သွားမလဲतू အဲ့လိုလုပ်လိုက်ဘယ်သူကအဲ့လိုထင်မှာလဲငါအဲ့လိုသူများထင်တဲ့ဟာတွေသူများပြောတဲ့ဟာကိုလည်းကိုကထင်တယ် overthink ဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးက overthinking အဲ့တော့ဒုတိယအချက်ကတော့လူတွေမှာအတွေ့များရတဲ့ဟာ highly aware ဖြစ်တာသူက anxiety ဖြစ်လို့လည်း aware ဖြစ်တယ် aware ဖြစ်လို့လည်း anxiety ဖြစ်တယ်အဲ့တော့ hyper awareness ဆိုခေါ်တဲ့ highly sensitive ဖြစ်တာပေါ့နော်အဲ့တော့နေကအရန် sensitive ဖြစ်တာပဲဆိုတော့စကားတွေလည်း anxiety ဖြစ်တဲ့သူဆိုကြားဘူးကြလိမ့်မယ်ကိုကလည်းဘယ်လိုလဲဆိုတော့သူများကမျက်နှာတစ်ခုကိုပြောင်းလိုက်တာနဲ့ဥသတိထားမိတယ်တခါလေသူမျက်နှာပြောင်းတာကိုထင်တာကြောင့်ပြောင်းမှာတခါလေမျက်နှာသူများရှုံသွားတာအားကို roll လုပ်ပြီးတော့အဲ့လိုစကားပြောလိုက်တာတခြားလူတယောက်ကဘယ်လိုပြောမလဲကိုအမှန်ထင်နှုတ်ဆက်သွားတဲ့ဟာကိုကအရန်ခံစားရတာပေါ့နော်အဲ့လိုမျိုးဟာတွေဆိုရင်သူ highly sensitive ဖြစ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့တတိယကလေးတယောက်ပေါ့နော်ဒီ midway anxiety မှာပါလာတဲ့တတိယကလေးတယောက်က people pleasing အဲ့တော့ people pleasing ကကြတော့လူတွေကိုကစိတ်ညစ်အောင်လုပ်လိုက်အဲ့လူကကိုယ်ဘယ်လိုထင်သွားမလဲဆိုတဲ့ဟာကိုထင်ရှိနေတဲ့အတွက်ကြောင့်မလို့လူတယောက်ကို no လို့မပြောနိုင်ဘူးကိုကအခက်အခဲဖြစ်နေတာမှာသူ့ကိုကူညီဖို့အတွက်ကိုအရင်ကြီးစူးစမ်းနေအဲ့လိုဒီစူးစမ်းဖို့မလို့သူလည်းချားလူတယောက်ကိုကူညီတောင်းလိုက်နေတဲ့အထိုင်ပဲ anxiety ဖြစ်တဲ့သူတွေကကြတော့ people pleasing သူတို့မှာရှိတဲ့အတွက်ကြောင့်မလို့လူတွေကို like people please လုပ်ဖို့အတွက်သူတို့မွေးရပါ characteristic တစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ people pleasing ရှိရဆိုရင်လည်းကိုယ့် anxiety ကိုကပို့ပြီးဆိုးစီရပေါ့နော်အဲ့တော့ people pleasing ဆိုတာလည်း overthinking ကြောင့်ဖြစ်လာတဲ့နောက်ထပ် form တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကတော့အဆိုးမြင်သွားတယ် pessimism ပေါ့နော်အဲ့တော့ anxiety သမားတွေမှာသူတို့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးချောင်းကိုကပြောမလို့အစိုးမြင်တာဆိုရင်လည်း anxiety တမိုင်းမှာတွေ့ရတယ်။သူတို့ကတခုဆိုလို့ရှိရင်ငါအဲ့ဒါလုပ်လိုက်ရင်အဲ့လိုထင်သွားမယ်ဆို overthinking အနောက်မှာလူတွေကိုလည်းမကောင်းလို့ထင်တယ်။ကဘာကြီးကလည်းမကောင်းထင်တယ်။ပုံမှန်အဖြစ် anxiety သမားတွေမှာလူတွေအပေါ်ကို bad view ဖြစ်လာတဲ့ဟာပေါ့နော်။အဲ့တော့ကဘာကြီးကကောင်းတာနဲ့ဆိုတာကဒွန်တွဲပြီးရှိနေတာကောင်းတဲ့သူတွေလည်းသူ့ဘာသာသူရှိရဲဆိုရတဲ့သူနဲ့သူ့ဘာသာသူရှိရဲဆိုရဲအတွေ့ကိုကမရှိနိုင်တော့ဘဲနဲ့ကဘာကြီးကစိုးရသူနဲ့ပဲပြည်နေရဆိုပြီးတော့ပို့ပြီးတော့ပေါ့နော်အစိုးရဖြစ်လာတယ်ကိုပတ်ဝန်းကျင်ကိုဆွေမျိုးကိုမိဘကအစားကိုကအစိုးရဖြစ်လာတယ်ဘာလို့လဲဆိုတော့ကိုကြုံနေရတဲ့ environment ကလည်းမကောင်းလို့ဒါမှမဟုတ်တခါလေကိုပေါ့နော်မကောင်းတာလှုပ်ထားတဲ့ဟာခဏကြုံရတဲ့အချိန်မှာဆိုရင်လည်းကိုကအတွေးဆိုးတွေပိုများလာပြီးလောကကြီးကလည်းမကောင်းဆိုတဲ့အတွေးဆိုးဖြစ်တာပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာဆိုလို့ရှိရင်လည်းဒီ anxiety နဲ့တွဲပါတဲ့ဒီ၄ခုရဲ့ trace ရဲ့တစ်ခုချင်းစီတည်တံ့ကိုလည်းထပ်ပြီးပြပြပေးပါမှာဖြစ်ပါတယ်